မင်္ဂလာပါရှင်။အရှိကနေဝန်းထွက်သည့်ပမာစာအုပ်ရဲ့အပိုင်း30ကိုရောက်လာပါပြီရှင်။ဒီစာအုပ်ကိုအများပြည်သူကြားဖတ်ကြားတင်ဆက်ခွင့်ပြုဖို့အတွက်စာရေးဆရာကြီးသိန်းဖေမြင့်နဲ့တကွစာအုပ်ထုတ်ဝေခြင်းလုပ်ငန်းစဉ်မှာပါဝင်ပတ်သက်သူများအားလုံးထံအလေးနက်ထားခွင့်ပန်ဂါရဝပြုလိုက်ပါတယ်ရှင်။အခန်း23ကျောင်းသားများသွေးမြေကြသောနေ့ဒီဇင်ဘာလ20ရက်နေ့ကျောင်းသားများသွေးမြေကြသောနေ့နက်နက်ခင်းစီးနှင်းတွေကဝေဝေနေချီနုကလည်းမဖောက်ထွင်းနိုင်သေးမြောက်လေကလေးကလည်းသွေးလျက်ရှိပေရာအတော်ပင်အေးနေပေသည်တို့ရာတွင်ကျွန်တော်တို့ကျောင်းသားများသွေးကားပူဝေလျက်ရှိပေသည်အေးအချမ်းကိုဂယုမပြုဘဲအစောကြီးထားကြသည်ခတ်စောစောကပင်တမကတိုက်သို့စုဝေးလာကြသည်9 နာရီခွဲလျင်ပင်တက္ကသိုလ်သမဂခမ်းမကြီးပြည့်ယုံမကရှံသွားလေသည်အဓိပတိလမ်းမပေါ်တွင်ကသမဒတိုက်မှဘွယ်နင်းတပင်ခမ်းမအထိဘတ်စကားများစီတန်းရပ်ထားသည်10 နာရီတွင်ကိုလရွှေကဥက္ကဋ္ဌကလထိုင်မှနေ၍ဒီကနေ့ဗမာနိုင်ငံရေးရာဇဝေမှာတွေ့ရမယ့်ခြေလန်းတလန်းကိုလှမ်းကြရမယ်ချုပ်ချယ်တဲ့ဥပဒေကိုအာဏာဖီဆန်ရမယ်ဘယ်နေရာဆိုတာဘယ်လိုဆိုတာခမည်းတော်ကိုမပြောသေးဘူးသို့တော့ကျွန်တော်တို့ကအကြမ်းပဒမ်းမှုမပါဘူးကျွန်တော်တို့ကိုအစိုးရကတနတ်နဲ့ပြစ်ချင်းပြစ်မယ်အဲ့ဒါကိုလိုက်ကြမလားပရိသတ်ကလိုက်မယ်ဟုပဲ့တင်ထက်လာသည်ထိုအခါကိုလရွှေကထပ်ပြောပြန်သည်အောက်မှာဘတ်စကားတွေအဆင်သင့်ရှိတယ်အခုသွားကြမယ်ကျွန်တော်တို့ကဘသူ့ကိုမှအတင်းမခေါ်ဘူးမလိုက်ချင်ရင်နေနိုင်တယ်တကားဖွင့်ထားတယ်ပြန်နိုင်တယ်တက်ကြွနေသောចောင်းသားများကမပြန်ဘူးနေချက်အစိုးရကိုတိုက်မယ်ဟုထစ်ချုံလိုက်သည်ထို့နောက်ကျွန်တော်တို့သည်အစုလိုက်အပြုံလိုက်ကိုအစုခေါင်းဆောင်နေကိုစီကန်းတကြဖွဲ့ထားပြီးဘတ်စကားပေါ်သို့တက်ကြလေသည်ဘတ်စကားတန်းကြီးသည်တက္ကသိုလ်ရိပ်သာလမ်းမှကုတ်ကိုင်းဖက်သို့ကုတ်ကိုင်းလမ်းတစ်လျှောက်မှာတရိတ်ဆန်ယုံများကိုဖြတ်ကာကန်တော်ကလေးလမ်းစတော့ကိတ်လမ်းတင်ဖြူလမ်းမောင်ကိုမာရီလမ်းတို့အတိုင်းသွားကာစပတ်လမ်းဘူအောင်ကျော်လမ်းစိန်ပေါ်ဖျားရှိခိုးကျောင်းရှိတွင်ရပ်ကြလေသည်စိန်ပေါ်ဖျားရှိခိုးကျောင်းအရှိတွင်ရန်ကုန်ကျောင်းပေါင်းစုံမှကျောင်းသား9000လောက်ရက်နေနှင့်ပြီးဖြစ်ရာကျွန်တော်တို့တက္ကသိုလ်ကျောင်းသားများဘတ်စကားပေါ်မှဆင်းရာသခင်မျိုးဟိတို့ပမာအရေးတော်ပုံအောင်ပါစေစသဖြင့်စီး၍နှုတ်ဆက်လေသည်မြို့မကျောင်းမှကျောင်းသားတက်များမရောက်လာသေးတို့ရာတွင်မဆောင်ကြတော့ပဲအစီအစဉ်အတိုင်းအတွင်းဝန်များယုံကြည်ကိုဝိုင်းကြလေတော့သည်ဘာလုံမီကိုတိသောအခါကျောင်းသားများပို၍တက်ကြွလာကြ၏အလံများစာတန်းများကိုဝေရန်ကတို့ကောင်းဆောင်တွေချစ်ချင်းလွတ်ပုတ်ထီးပုတ်မအလိုမရှိအလုတ်သမားရေးချက်ချင်းပေးလယ်သမားရေးချက်ချင်းပေးနေချက်အစိုးရပျက်စီးပါစေစသောကြွေးကြော်သံများကိုအော်ဟစ်ကြလေသည်လာရောက်ကြည့်ရှုကြသောပရိသတ်ကလည်းကြိတ်ကြိတ်ခဲခဲစီကားလေသည်အတွင်းဝန်များယုံကြည်တကားပေါက်တိုင်းတွင်အစုလိုက်ပိတ်ဆို့ထားကြရာစပတ်လမ်းဘက်ဒူရိယသတင်းစာတိုင်းနှင့်မျက်နှာချင်းဆိုင်အပေါက်တွင်လူ900လောက်ပါမည်ဟုခံမှန်းရသောအဖွဲ့ကိုအစုလိုက်ပိတ်ဆို့ထားလေသည်15ရက်နေ့အာဏာဖီဆန်ရေးအင်အားပြပွဲတွင်အမျိုးသမီးများပါဝင်ခွင့်မရခဲ့တော့လဲအတွင်းဝန်များယုံဝိုင်းရာတွင်မူကျောင်းသူများပါဝင်ခွင့်ရလေသည်မြို့ပေါ်ကျောင်းပေါင်းစုံမှကျောင်းသူများလာကြရာအများစုမှာမြူနီစပယ်ဗမာကျောင်းသူများဖြစ်ကြလေသည်မြို့ပေါ်မှကျောင်းသူများနှင့်ဆရာဖေနှင့်ဆရာကတော်တော်ညွန့်တို့၏သမီးမခင်တစ်ကိုတွေ့နိုင်ပေမည်မခင်တစ်၏ပင်နီနုအင်ဂျီရင်ဖုံးပေါ်တွင်ကျွန်တော်ရောင်းခဲ့သောရေနံမြေရင်ထိုးတဲ့ပုံကိုတွေ့မြင်လိုက်ရာကျွန်တော်မခင်တစ်၏စိတ်ဓာတ်ကိုကြည်ညိုမိရောမကကိုလက်ရာကိုပရိသတ်ရှိမှမြင်ရသောအမှုပညာရှင်တဦးပမာဝန်တာပီတီလည်းဖြစ်နေပေသည်တက္ကသိုလ်မှခေါင်းဆောင်ကျောင်းသူများဖြစ်သောမန္တလေးမအုံပဲခူးမခင်မြချင်းကြားမကြီးနှင့်ကျွန်တော်မမြင့်ဦးတို့ကိုမတွေ့ရမမြင့်ဦးကိုမတွေ့ရသဖြင့်အထူးဝမ်းနည်းမိသည်အားမလိုအားမရဖြင့်ဒေါပွားခြင်းလည်းဖြစ်မိသည်သို့တော်တက္ကသိုလ်ကျောင်းသားများဂုဏ်ယူရပေမည်ကျွန်တော်နှင့်တကွကျောင်းသား20ခန့်မှာရေနှင့်အစားအသောက်တာဝန်များဖြစ်ကြသဖြင့်ဟိုတီလိုက်ကြည့်ခွင့်ရလေသည်ဟိုတကားပေါက်တီတကားပေါက်ရောက်ခဲ့ကြလေသည်ကျွန်တော်တို့ဝိုင်းမိပြီးမကြမီကလားနှင့်ဂေါ်ယာပလိတ်များရောက်လာလေသည်စပတ်လန်းခလန်းလန်းတွင်မြင်းစည်းဂေါ်ယာစာတင်များကိုလည်းတွေ့ရသည်ကျောင်းသားများကမဖြုံကြနောက်မြို့မကျောင်းမှကျောင်းသား800တက်ကြီးခြီတက်လာရာသခင်မျိုးဟိတို့ပမာအရေးတော်ပုံအောင်ပါစေစသဖြင့်နှုတ်ဆက်ကြရာစူညံသွားပေသည်စပတ်လန်းနှင့်ဖရီဇာလန်းဖြစ်တဲ့အနော်ရထာလန်းတောင်နာရှိတကားပေါက်မှာ
ပေမတကားပေါက်ဖြစ်လေရာကျွန်တော်တို့ကလည်းចောင်းသား900မြစုထားရသည်ပလိတ်များကလည်းအားစုပုံထားသည်10နာရီထိုးသောအခါရုံးတက်ရန်စာရေးစာချီဝန်ထောက်အတွင်းဝန်ကလေးတီတို့လာစပြုတ်လေပြီးဂော်ယာစာတင်တချို့သည်ထိုအပေါင်းမှចောင်းသူကလေး2ယောက်ကိုခြေတောက်မှကင်ကတရွတ်ဆွဲ၍ဖယ်လေရာရုပ်ရုပ်ရက်ရက်ဖြစ်သွားလေသည်သို့သောចောင်းသားများကအကြမ်းမဖက်တရွတ်အဆွဲခံရသောចောင်းသူများနေရာတွင်အခြားចောင်းသားចောင်းသူတို့ကယူလိုက်ကြလေသည်တရွတ်အဆွဲခံရသောចောင်းသူကလေးများမှာပုံးပဲ့စုပ်ပြက်ကုန်၏ပလိတ်များသည်နောက်ထပ်ရွှေ့ဖယ်၍လည်းမရသောအခါဘေးကရန်ဆောင်၍သာကြည်နေကြတော့လေသည်ကိုအောင်ကျော်အားထိုတကားဘဝမှာတွေ့ရလေသည်နေကားပူလာလေရာကျွန်တော်တို့လူစုကရေတိုက်လိုက်သည်၎င်းနောက်အရက်သူအရက်သားများကလည်းရေတိုက်ခြင်းလိမ်မော်သီးများကိုချင်းနှောင်းနှင့်တည်ယူလာပြီးဝေငှခြင်းရက်တောင်ဝေငှခြင်းအဝတ်အမိုးများလှုပ်ပေးခြင်းပြုကြ၏အားပေးသည့်ပရိသတ်ကြောင့်ကျွန်တော်တို့မှာပို၍အားတဲကြပေသည်ရုံးတဲ့ရန်လာကြသောစာရေးစာချီဝန်ထောက်စသည်တို့ကကြည်နေသောပရိသတ်နှင့်အတူကြည်ကာចောင်းသားများအားချီးကျူးနေကြတော့သည်အချင်းကြာလျင်တချို့မှအိမ်ပြန်သွားကြလေ၏တိတ်အကြံပိုင်တဲ့ចောင်းသားတွေပဲတိတ်ဇွဲတတိကောင်းတဲ့ចောင်းသားတွေပဲအစိုးရကဘဒူအောင်တုံးနဲ့သွားထိုးတာကိုကွစသောစကားမျိုးများကိုပရိသတ်ကြားမှကြားနေရပေ၏17နာရီကျော်သောအခါရန်ကုန်အရေးပိုင်ဒီစထရစ်တရားသူကြီးဦးဖိုးစသည်မော်တော်ကားဖြင့်ရောက်လာသည်သူနှင့်အတွင်းဝန်ကြီးအနီးတွင်ဥဒဟိုသွားကစီမံခန့်ခွဲကြသောပလိတ်မင်းကြီးမစ္စတာဘရက်စကော့ရန်ကုန်ပလိတ်မင်းကြီးမစ္စတာရေးနိုးရာဇဝတ်ဝန်မစ္စတာလုတ်ဒါမစ္စတာတစ်ဦးထွန်းအောင်တို့ဆွေးနွေးကြလေသည်ထို့နောက်တခဏအတွင်းမြင်းစည်းပလိတ်တပ်များစစ်ပလိတ်တပ်များကြက်ပြောင်းငှက်ပြောက်ပျောက်သွားရာကျွန်တော်တို့မှအံ့ဩနေကြလေသည်တချို့ကအောင်ပြီဟုပင်အော်နေကြလေပြီကျွန်တော်တို့သည်အစင်သင့်စီစဉ်ထားသောငါးတစ်တာပေါင်းမှုံများကိုစက်ကူအိမ်များနှင့်လိုက်ဝေကြလေသည်ចောင်းသားများသည်ပျော်မြူးနေကြ၏အောင်မြင်စွာပြီးဆုံးတော့မည်ဟုအားတက်နေကြ၏12နာရီတွင်ကိုလရွှေကအတွေးဝန်များယုံဝိုင်း၍ပိတ်ဆို့ကအာနာဖီဆန်သည့်လုပ်ငန်းအောင်ပြီယနေ့လုပ်ငန်းပြီးသဖြင့်ပြန်ကြရန်လူစုရမည်ဟုအမိန့်ပေးထုတ်လိုက်လေသည်ဖရော်ဇာလမ်းပေါ်မှចောင်းသူចောင်းသားများကိုပထမရုပ်သိမ်းပြီးစုဝေးစေလေသည်၎င်းနောက်ဂျူဒါဤစကဲတိမ်ဖြူလမ်းဘက်သို့စီတန်းလျှောက်ကြသည်ဂျူဒါဤစကဲလမ်းဘက်တွင်ဝိုင်းနေကြသောចောင်းသားများကရုပ်သိမ်းပြီးစုပေါင်းချီတက်လာကြသည်ထို့နောက်ပါရာဟိုဇီလမ်းသို့ချိုးပြီးချီတက်ကြလေသည်ပါရာဟိုဇီဘက်ကဝိုင်းထားသောចောင်းသားများကရုပ်သိမ်းပြီးစုပေါင်းချီတက်ကြလေသည်ရှေ့မှအလန်နီကြီးကတလွင့်လွင့်ဖြစ်နေပေသည်စပတ်လမ်းပေါ်သို့ចောင်းသားထုရောက်သောအခါမြင်းစည်းပလိတ်တပ်များကရှေ့ကတားဆီးကြလေသည်သူတို့ကမြန်မာမပါကလားနှင့်ဂေါ်ရာများကပြားများသာဖြစ်လေသည်သူတို့လက်တွင်ကကြာဖို့များကင်လျက်ခါးတွင်6လုံးပြူထိုးထားကြပေ၏တန်ခမောက်ပုံဥထုပ်များကိုလည်းဆောင်းထားကြ၏၎င်းပြင်နံပါတ်တုတ်ကင်ထားသောကလားနှင့်ဂေါ်ရာကပြားပလိတ်များလည်းအဖွဲ့စည်းနှင့်အစဉ်သင့်ရှိကြလေသည်စပတ်လန်ကန်းနာဘက်အပိုင်းတွင်ကတနက်ကိုစစ်ပရိတ်များက RED ဘတ်စကားကြီးပေါ်မှစောင့်နေကြပေ၏ခြိတက်လာသောចောင်းသားများကိုမြင်းစည်းပလိတ်တို့ကဝင်တိုးသည်ခဏရက်တန့်သွား၏သို့တော်တချို့ကအရေးတော်ပုံအောင်ပါစေသခင်မျိုးဟိတို့ပမာခြိတက်ကြရမယ်ဟုအော်ပေးလိုက်ရာចောင်းသားတို့ကဆက်လက်ခြိတက်ကြသည်စပတ်လန်တကားပေါက်ရှိចောင်းသားများကလည်းတကားပေါက်မှရုပ်သိမ်းကခြိတက်လာသောចောင်းသားထုထံစုပေါင်းရန်လာကြလေသည်မြင်းစည်းပလိတ်တို့သည်ចောင်းသားထုကြားအတင်းဝင်၍တိုက်၏ចောင်းသားထုပြိုလဲကျသွားသည်နံပါတ်တုတ်ကင်ထားသောပလိတ်များကဝင်၍ရိုက်လေသည်ခွာတန်တစ်ခေါက်တုတ်တန်တစ်ဖြောင်းကြာဖွတ်တန်တစ်ရွှန်းចောင်းသားတို့သွေးမြေကျလေပြီးရက်ဆက်သောအင်္ဂလိပ်နယ်ချက်ရုံညံ့သောဗမော်အစိုးရဘေးကကြည့်နေသောလူထုသည်တိမခံနိုင်တော့ပေဆဲသူကဆဲကြ၏တွေ့ကြရာနှင့်ပေါက်သူကပေါက်ကြ၏ရုံးတက်လာသောစာရေးကြီးတစ်ယောက်ကလမ်းဘေးတစ်ပင်ငယ်ကိုကာကွယ်ထားသောတိုင်တလုံးကိုဖြုတ်ယူ၍ပလိတ်များထံချီတက်သွားလေသည်ခေါင်းပေါင်းအပေါ်အင်းကြီးပိုးလုံးကြီးတို့ကိုဝတ်ဆင်ထားသူတစ်ယောက်ကကြောင်ကြိုက်ကပလိတ်များအားသွားချရန်ပြင်ဆင်နေသည်ကိုမြင်ရသည်ចောင်းသားတချို့ကဒေါသကိုမထိန်ချုပ်နိုင်တော့၍တုတ်များရှာဖွေကခုခံရန်ပြင်ဆင်ကြလေသည်ခေါင်းဆောင်များကတားထားရ၏ကျွန်တော်ကရိုက်စားကចောင်းသားထုအပြင်သို့ရောက်နေလေသည်ကျွန်တော်တာဝန်ကဝိုင်းရာတွင်မရှိပေသို့သောမြင်းတိုက်လိုက်ရိုက်ခြင်းများပြုနေစီចောင်းသားများစီသို့ပြေးဝင်၍ပြင်ပဘာဟိယတာဝန်သည်အရေးကြီးသည်မှန်တော်လဲဤသို့ဖြစ်လာသောအရေးတွင်ចောင်းသားထုနှင့်သွေးတူသားတူတေတူရှင်တူ
တသားတည်းဖြစ်ချင်ပေသည်သို့တော့ကျွန်တော်ကအရိုက်မခံရမြင်းတိုက်လည်းမခံရចောင်းသားများကဖယိုဖယဲမဖြစ်အောင်ပြန်လဲစုစည်းကြသည်ចောင်းသားများလည်းစီကံရှိလှ၏တီးခံရသည့်အချိန်တွင်တီးခံစိတ်ခိုင်မာလှ၏စပတ်လန်းတစ်ပြေလုံးဒဏ်ရာနှင့်လဲနေသူတွေသွေးတန်ရဲရဲဖြစ်နေသူတွေမူးဝေခွေကြနေသူတွေပြည့်နေပေ၏ခံရသည့်အထဲတွင်အသက်အရွယ်ငယ်သော12နှစ်သားကလေးတစ်ယောက်2ယောက်နှင့်မိန်းကလေးများမှာတနာစရာအကောင်းဆုံးဖြစ်ပေ၏ကျွန်တော်တို့လည်းထိုက်သင့်သူကိုထမ်းသင့်သူကိုထမ်း၍ဖေးသင့်သူကိုဖေးထားကြရသည်အမျိုးသားသူနာပြုတက်ရောက်လာပြီးသူရိယတိုက်အောက်ထပ်သို့ပို့သူပို့သည်ဆေးရုံသို့သူနာပြုကားပေါ်တင်လျက်ပို့သူပို့သည်ဒဏ်ရာရသောမိန်းကလေးများထဲတွင်မခင်တစ်ကိုတွေ့မြင်လိုက်ရာစိတ်ထိခိုက်သွားရပေသည်ချက်ချင်းပင်ဆရာကတော်တော်ညွန့်ရောက်လာပြီးလန်ချားနှင့်တင်ခေါ်သွားလေသည်ကျွန်တော်ကဆေးရုံပို့ပါအောင်လားတော်ဟုပြောရနေပါစေဒင်းတို့ဆေးရုံမကုဘူးအိမ်မှာကုမယ်ဟုဖြေလိုက်သည်ဖြင့်ကျွန်တော်နောက်ထပ်မပြောတာပြီကျွန်တော်နောက်မှလာကြည့်မယ်တော်အေးကိစ္စမရှိဘူးကွယ်မင်းတို့တိပြင်လှုပ်ရှားရှိတာတွေလှုပ်ကြပေါ့ကျွန်တော်ဒီသူရိယတိုက်အောက်ထပ်သို့ဝင်ကဒဏ်ရာရသူများကိုကြည့်သည်ကိုလာရွှေလည်းအရိုက်ခံထားရသည်အကွဲအရှကားမတွေ့ရသို့တော့တအားအကန်ခံထားရသဖြင့်မူးဝေနေပေသည်တတိမလစ်တာကံကောင်းသူနှင့်ခေါင်းချင်းဆိုင်၍လဲနေသူမှာကိုအောင်ကျော်ဖြစ်နေပေသည်ကိုအောင်ကျော်ကဒဏ်ရာပြင်းလှ၏ခေါင်းသွေးတွေအားကြီးယိုစီးနေပေ၏တို့ရာတွင်ငန်းဖန်းတလိုလှုပ်ရှားနေသည်ကျွန်တော်ကြည့်နေစဉ်ပင်ဖြန်းခနဲကုန်းထပြီးကိုလာရွှေကျုပ်တို့ခေါင်းဆောင်ကြီးဘလို့နေလဲဟင်အရေးတော်ပုံအောင်မဲဟုအတန်ကွဲကြီးဖြစ်អော်ပြီးလဲကျသွားပြန်သည်ကျွန်တော်တို့ကသူ့အားငြိမ်အောင်ဖက်ထားရလေသည်ကိုအောင်ကျော်အားဆေးရုံကြီးပို့၏နေရာမရဟုဆိုသည်ဖြင့်တက္ကသိုလ်စင်နီတိုရီယန်ဆေးရုံသို့ပို့ရပြန်လေသည်ចောင်းသားတို့သွေးမြေကြပြီးတတိုင်းပြည်လုံးကန့်ကွက်ကြလောတတိုင်းပြည်လုံးညီညီညာညာချီတက်၍နေချက်အင်္ဂလိပ်နှင့်ဗမော်ညွတ်ပေါင်းကိုဖြိုကြလောဤတီတို့ကကျွန်တော်တို့၏ပဲ့တင်တန်လူထုပဲ့တင်တန်ထိုနေ့ညနေတွင်အတွင်းဝန်ကြီးညစာထမင်းစားပွဲရှိလေသည်ညွတ်ပေါင်းဝန်ကြီးသည့်ဥပဦးမန္တလေးတွင်ဖုန်ကြီးတက်မှုအစွဲခံရ၍ထင်ရှားသောဗဟိုသည်ဥပဦးနေရှင်နယ်ကလပ်တွင်ဗမာပြောတာကလေးကိုလက်သီးစွမ်းပြ၍ထင်ရှားသောဝန်ကြီးဥပဦးသည်မိတ်ခွန်းပြောရာ၌ចောင်းသားများအားရှုတ်ချပစ်တင်လေသည်ဂလုံဦးစောစသောအတိုက်ခံများမြောက်ပေး၍ဖြစ်ပါသည်ဟုကျွန်တော်တို့ចောင်းသားများအရေးအလုတ်သမားလယ်သမားများကိုတိမ်ဖြင်းစေလေသည်ဥပဦးပြောပြီးနောက်ဇွန်ခရင်နှင့်ပကံတန်များ၎င်းနောက်အငိတ်ဒီလုံးအငိတ်မင်းသမီးတချင်းတန်လူပြက်ပြက်တန်ဤသည်တို့ကအတွင်းဝန်ယုံကြည်အလဲမှနေ၍ညွတ်ပေါင်းအစိုးရမှတုတ်ပြန်ပေးလိုက်သောအတန်အခန်း24တန်ရာရသူမခင်တဲ့ထုံးကလေးမြင့်ကြီးတော့ခတ်ပြီးတစ်ဖက်ကចောင်းသားအရေးတစ်ဖက်ကကိုစာပေးကိုစာမေးပွဲအရေးကြားထဲမှာဗျာများနေပြီးတစ်ဖက်မှာအများအရေးအခြားတစ်ဖက်မှာကိုအရေးကြားထဲမှာဟိုရင်းတီရိုင်ဖြစ်နေပြီးမြင့်ကြီးတယောက်ဖြစ်ပန်းပြားပင်ဖြစ်နေပါပြီစာကိုပဲဖတ်နေမယ်ဒါကြောင့်ထုံးကလေးတို့လုံနေကြတဲ့ចောင်းသားအရေးစုပူလှုပ်ရှားမှုမှာမပါသေးဘူးအစည်းအဝေးမတက်ဘူးအင်အားပြပွဲတွေမလိုက်ဘူးဗမာစာဂုံထူးစာမေးပွဲမှာပထမတန်းကအောင်ရမယ်လို့ဆုံးဖြတ်ပြီးကျမ်းမာရေးလမ်းလျှောက်ချိန်ကလွဲပြီးကျောင်းပြင်ကိုမထွက်ခဲ့ရဘူးထွန်းကလေးရဲ့တို့ပေမဲ့စာဖတ်လို့ဖြောင့်သလားဆိုတော့မဖြောင့်ဘူးစာမှာစိတ်မရောက်ဘူးခုတော့ပိုဆိုးတယ်ကျောင်းသားတွေသွေးမြေကျနေပြီဆိုတော့မဟာပထဝီမြေကြီးတောင်တုန်လှုပ်လောက်ပေတယ်မြေကြီးရဲ့အသေးနှလုံးတုန်တာတွေကတော့မပြောနဲ့တော့ကွယ်ကိုသွေးတူသားတူတွေကျောင်းသားတွေအလုပ်သမားတွေလယ်သမားတွေရဲ့အရေးတော်ပုံအောင်မြင်ဖို့အတွက်သွေးဆက်နဲ့ရစ်ပူစော်ပြီးဆောင်ရွက်နေကြတဲ့အခါကိုကျိုးအတွက်ကိုကျိုးကဘလောက်ပဲမွန်မြတ်မြန်မာကုန်ထူးတန်းပထမတန်းစုခူးမယ်ဆိုတဲ့ကိုကျိုးရည်ရွယ်ချက်ပင်ဖြစ်လင့်ကစားကိုကျိုးအတွက်ကြောင်ကုတ်ပြီးအားထုတ်နေရတာသေးငယ်တဲ့အလုပ်တိမ်တဲ့အလုပ်ဖြစ်နေပေါ့ကွယ်မြစ်ကြီးကိုယ်တိုင်ဖြစ်မြစ်ကြီးကိုမြစ်ကြီးရှက်မိတယ်ဒီအထဲမှာထွန်းကလေးကငေါတော့စာရေးပြီးမြစ်ကြီးကိုပြက်ရည်ပြုတ်ပြန်တော့တုံလှုပ်နေတဲ့အသေးနှလုံးမှာတင်တုံးဓာတ်နဲ့ပပလွှာလှီးနေသလားထင်ရတယ်ထွန်းကလေးရေမြစ်ကြီးတော့မျက်ရည်အကြိမ်ကြိမ်ကျပြီကွယ်မြစ်ကြီးလေကိုကျိုးနဲ့အများကျိုးမြန်မာစာဂုံထူးပထမတန်းနဲ့ကျောင်းသားအရေးတော်ပုံအောင်မြင်မှုတွေကိုချိန်ခွင်တင်ဆက်ကြည့်တယ်1936ခုနှစ်တပိတ်တုံးကတကယ်ထူးချွန်တဲ့ကျောင်းသားအရေးရှိတော့စွန့်ကြတာပဲမဟုတ်လားကိုခွက်ညူကိုတာလှကိုစံထွေးတို့နှင့်စေးသိပ်ပံဘက်ကပထမတန်းကျောင်းသားတွေရဲ့ကိုကျိုးစွန့်လွတ်ခဲ့ပုံတွေသွားတတိရတယ်ဒီတော့နောက်တစ်ခါအရေးရှိရင်မြစ်ကြီးကိုလာခေါ်ပါနော်
အာနာဖီဆန်ဖို့ပဲဖြစ်ဖြစ်ညော့ပေါင်းနန်းရင်ဝန်မကဘေရင်ခံအိမ်ဝိုင်းဖို့ဖြစ်ဖြစ်လာခေါ်ပါနော်မြစ်ကြီးလိုက်ပါမယ်လူဟောင်းတွေကတော့မြစ်ကြီးတယောက်တော့တေချာပေါက်ထားလိုက်ပြီတော့မအုံးမကြီးမခင်များတို့တွေတော့ကိုအားဖြင့်မပါနိုင်ကြသဖြင့်စိတ်တော်ဖြင့်ညွန့်ဟန်တူပါရဲ့မအမာတယောက်ကတော့ယောက်ျားရပြီးစီးပွားရေးလုပ်နေပြီဒီတော့မြစ်ကြီးကတော့ဘက်ပဲ့နေတာပဲတို့ပေမဲ့လူသစ်ကလေးတွေရှိပါတယ်အားရှိစရာပါပဲအော်ဒါထက်သတင်းတစ်ခုကြားပြီးပြီလားမြစ်ကြီးတို့ကတော့ဗမာစာဌာနကဆိုတော့ဆရာကြီးဦးဖေမောင်တင်နဲ့ပတ်သက်ပြီးပို့ပြီးနီးစပ်တဲ့သတင်းကြားတာပေါ့စကိုင်းကျောင်းဆောင်ကကျောင်းသားကောင်းဆောင်ကိုလှမြတ်စိုးဟာဘိုးစေရေးသွင်းပြီးရေနံချောင်းကိုသွားတယ်မဟုတ်လားဒီတော့အဆောင်မိုးပမောက္ခမက်ကစ်ကအရေးယူမယ်လို့တောင်းဆိုတယ်ဒီတော့ဆရာကြီးဦးဖေမောင်တင်ကခုကိစ္စဟာကျောင်းသားတွေနဲ့တက္ကသိုလ်ဘာမှဖြစ်တာမဟုတ်ဘူးတဲ့ကျောင်းသားတွေကကျောင်းကိုဆူနေတာမဟုတ်ဘူးအစိုးရကိုဆူနေတာဒါကြောင့်အရေးမယူနိုင်ဘူးလို့ဆိုလိုက်တဲ့ဆရာကြီးကတော့အရေးကြရင်တိတ်တတိကောင်းတာပဲထွန်းကလေးရဲ့ကဲစရှိသွားပြီတော်သေးပြီနော်အရေးတော်ပုံအောင်ပါစေတည်းမြစ်ကြီး21ရက်12လ38ခုနှစ်ကျွန်တော်ဒီမမြင့်ဦးဤစာကိုတစ်ကြိမ်နှစ်ကြိမ်မက3ကြိမ်ကြာအောင်ဖတ်မိပါသည်အတိတ်ဘယ်ကိုနားမလည်တော့ကြောင်းမဟုတ်ပါအတိတ်ဘယ်ကိုသဘောကျလွန်းလို့ဖြစ်ပါတယ်ဟဲနေချက်သမားဟဲညွတ်ပေါင်းအစိုးရတင်တို့သည်ចောင်းသားတို့၏သွေးကိုမြေတို့ကြအောင်ဖိနှိမ်ညှဉ်းပန်းခြင်းဖြင့်တင်တို့အားဆန့်ကျင်မှုအထိုက်အခမ်းရော့ပါသွားလိမ့်မည်ပြက်ကွယ်သွားလိမ့်မည်ထင်သလားចောင်းသားအလုတ်သမားတောင်သူလယ်သမားတွေကတင်တို့အားခေါင်းငုပ်ဒူထောက်အရှုံးပေးနေမည်ဟုထင်သလားသူကလိုထင်လျင်တင်တို့မှားလိမ့်မည်တင်တို့ဖိနှိမ်ချုပ်ချယ်ခြင်းဖြင့်ငါတို့အင်အားရော့၍မသွားတိုး၍သာလာလေသည်ចောင်းသားတို့သွေးမြေမကြခင်ကအေးအေးသက်သက်သာကိုစရိတ်ကိုဖတ်နေလိုသောចောင်းသားចောင်းသူများပင်မခံမရန့်ဖြစ်လာခဲ့ပြီကိုတင်တို့မြင်ပြီလောသူကလိုပင်ကျွန်တော်အန်ကျိတ်၍ကျုံးဝါမိသည်အော်မမြင့်ဦးခုလိုတော့လဲအတော်သားပဲအရေးကြုံတော့မဟုတ်မခန်းစိတ်တက်ကိုပြလိုက်တယ်နော်အရင်ကចောင်းသားအရေးတော်ပုံမှာနောက်ဆုတ်ပြီးခက်ကုတ်ကုတ်နေခဲ့လို့ထွန်းကလေးအထင်သေးခဲ့မိသေးသည်ခုတော့အမှန်ကိုသိပြီးမိခဲပြဖုံးနေခဲ့တာပဲနော်မမြင့်ဦးကိုအထင်သေးခဲ့မိတာမှားပြီသူကလိုတွေးပြီးမမြင့်ဦးထံပြေး၍ပင်တောင်းပန်ခြင်းစိတ်ပေါ်ပါသည်ကျွန်တော်ကမတောင်းပန်မြန်လျင်လဲမမြင့်ဦးကမစွတ်ခင်ညွတ်ချင်ပြီးဖြစ်ပေလိမ့်မည်ကျွန်တော်ဒီမမြင့်ဦး၏ခွင့်လွတ်ပြီးဆိုသောအထိမ်းမှန်ဖြစ်သည့်အပြုံးကိုဆာလောင်မွတ်သိပ်မိ၏ဝိုင်းဆက်ကြည်လင်သောမျက်လုံးအစုံမှလွတ်လက်တန့်သောမေတ္တာဂရုဏာရောင်ချီများကိုရမ်းလျော်မိပေ၏အကယ်၍မခင်သေးထံသို့သွား၍ကြည်ရန်တာဝန်သာမရှိခဲ့ပါမူမမြင့်ဦးထံခြေဦးလှဲ့မိပေလိမ့်မည်မခင်သေးခမများပလိတ်တုတ်ဒဏ်ရာဖြင့်အိယာတွင်လှဲလျောင်းနေရရှာလိမ့်မည်ចောင်းသားចောင်းသူ200ကျော်ဒဏ်ရာရသည့်အနက်တချို့ကရန်ကုန်ဆေးရုံကြီးတွင်တချို့မှာတက္ကသိုလ်စင်နီတိုရီယန်တွင်တချို့မှာကိုအိမ်ကိုရာတွင်ကုသနေကြသည်ကိုလရွှေနှင့်တကွသောចောင်းသားကောင်းဆောင်များသည်ဆေးရုံကြီးနှင့်စန်နီတိုရီယန်တို့သွားကာဒဏ်ရာရသူများကိုမေးမြန်းကြည့်ရှုကြရာကျွန်တော်လည်းပါသွားလေသည်၎င်းနောက်လူစုခွဲ၍အိမ်တွင်ကုနေသောဒဏ်ရာရသူများကိုကြည့်ရှုကြရသည်ကိုလရွှေသည်မခင်တစ်အားသွားကြည့်ရန်ဖြစ်၏သူရာတွင်မအားသဖြင့်သူ့ကိုယ်စားကျွန်တော်အားသွားကြည့်ပါဟုတာဝန်ပေးလေသည်ထို့ကြောင့်မမြင့်ဦးနေရာအင်းရဆောင်ဘက်သို့ခြေဦးမလှည့်နိုင်တော့ပဲမခင်တစ်တို့နေရာရေကျော်တို့သာခြေဦးလှည့်ရပေတော့သည်မခင်တစ်ကအပေါ်ထက်အိတ်ခမ်းမှာပလက်ကလထိုင်နှင့်ခက်ခွေခွေထိုင်နေသည်ကိုတွေ့ရ၏သူ့အမေကမခင်တီ၏ဘေးတွင်ကလထိုင်တစ်လုံးမှထိုင်လျက်သတင်းစာဖတ်နေလေသည်သူတို့သားအမိအပြင်ဘသူကိုမှမမြင်ရမခင်တီမှာခေါင်းတွင်ပတ်တီးစီးထားသည်ဂီတဝိသောတနီစာအုပ်ကိုဖွင့်လျက်ရင်ခွင်ပေါ်မှတင်ထားကမျက်စိများကိုမှိတ်ထားလေသည်ကျွန်တော်ခြေတံကိုကြားလိုက်သောအခါတော်တော်ကသတင်းစာဖတ်ရမှလှမ်းကြည့်လျက်အော်မောင်တင်ထွန်းလာဟိလာထိုင်ဟုပြောပြီးမခင်တီနှင့်မျက်နှာချင်းဆိုင်ရှိကလထိုင်တစ်လုံးကိုပေးလေသည်ထိုအခါမခင်တစ်သည်လည်းမျက်လုံးများကိုအသာလှက်လျက်ကျွန်တော်အားကြည့်လိုက်သည်ထို့နောက်သူ့မျက်နှာတွင်အပြုံးကလေးခက်ရေးပေါ်လာသည်ဟုထင်သည်ဘယ်နဲ့နေသေးလဲတော်တော်ကိုလရွှေကသူမအားလို့ကျွန်တော်ပဲသွားမေးလိုက်ပါဆိုတာနဲ့တော်တော်ကပြုံးလိုက်ရာစိုးရိမ်မှုကင်းသောအပြုံးဖြစ်ကြောင်းအကဲခတ်မိသည်ကိစ္စမရှိပါဘူးကွာမောင်လှရွှေမအားလို့မလာတာလဲတော်တော်တို့ကဘာမှပွေမယူပါဘူးတို့ပေမဲ့မောင်လှရွှေမအားလို့ကိုစားလွတ်တာမောင်တင်ထွန်းရောက်လာတယ်ဆိုတော့ဟဲကျွန်တော်မှရုတ်တရက်ဘာဖြစ်ရမှန်းမသိအနေကျသွားပြီးအားယူ၍ပြုံးကဒီလိုလည်းမဟုတ်ပါဘူးတော်တော်ရဲ့ကိုလရွှေအားလို့လာလဲကျွန်တော်လဲလာမှာပါပဲကြည်စားတာပါကွာခု
အခုလိုအခါကြီးမှာအရေးကြီးတော့သွေးနီးရာဆိုတာကိုတယောက်နဲ့တယောက်ကျင်နာကြတာခင်မင်ရင်းနှီးကြတာသူခံရင်ကိုခံရတယ်လို့နာကြတာတွေ့ရတော့တော်တော်တို့ဖြစ်အများကြီးအားတက်မိတယ်ခုကြည့်ပါလားတစ်ကလေးခံရတယ်ဆိုရင်လေလာလိုက်ကြမေးလိုက်ကြကျင်နာယူရလိုက်ကြတာလူစုံတလောက်ပဲကွဟိုတငယ်တောင်လာသေးတဲ့ကွအရင်ကတော့ចောင်းသားကောင်းဆောင်တယောက်ပါပဲခုတော့ ICS စာမေးပွဲဝင်နေတယ်လေကိုကျော်ငိမ့်လားတော်အေးကျွန်တော်ကဘယ်သူဘယ်ဝါလာရောက်မေးမြန်းကြောင်းထက်မခင်တီဤတန်ရာအကြောင်းကိုသာသိလို့နေပြီးဖြစ်ရကားနို့ပြောစမ်းပါအောင်တော်ရဲ့မခင်တီရဲ့တန်ရာအခြေအနေကဘယ်လိုလဲမခင်တီကကျွန်တော်အားပြုံးရေးကြည့်လိုက်သည်တော်ကသူ့သမီးအားကြည့်လျက်ဘာမှစိုးရိမ်စရာမရှိပါဘူးကွယ်ခေါင်းမှာငါးမူးစေ့ဝိုင်းလောက်ပုံပဲ့သွားတယ်မနှက်ပါဘူးအပေါ်ရန်တင်ပါပဲသို့ပေမဲ့ဒုံနဲ့ရိုက်တဲ့အချိန်ကြောင့်ခေါင်းနဲ့တော့မူးတက်တယ်ကျွန်တော်ကမခင်တီဤရင်ခွင်ပေါ်တွင်ဖွင့်လျက်မှောက်ထားသောဂီတဝိသောဒနီစာအုပ်ကိုညှောလျက်ခေါင်းမူးရက်နဲ့ဘာဖြစ်လို့စာဖတ်နေရတာလဲစာမဖတ်ရဘူးကွယ်တော်ကတော့စာကိုအလင်းမဖတ်ဖို့ပြောတာပဲမခင်တီကကျွန်တော်ဘက်မှသူ့အမေဘက်လှည့်ကြည့်လျက်စာဖတ်တာမဟုတ်ပါဘူးမေရဲ့ဟုပြောပြီးကျွန်တော်ဘက်ပြန်လှည့်ကြည့်ကတိရထားတဲ့မိတဲ့နေရာစာအုပ်ကိုဖွင့်ကြည့်တာပါမခင်တီဤအတန်ကตาယာ၍ရှင်းလင်းပြတ်သားဤလိုအချိန်မျိုးမှာပင်သူ့တန်ရာအခြေအနေနဲ့လိုက်အောင်အချိန်ကိုအသုံးချတတ်ပုံနဲ့သူ့ဝီရိယကိုများစွာသဘောကျမိပေသည်တော်ကထိုင်ရမှထပြီးစကားပြောရစ်ကြအောင်ကော်ဖီသွားယူလိုက်အောင်မယ်နေပါစေတော်ကျွန်တော်ကတားတော်လဲမရတော်ထသွားသောအခါမခင်တင်းနှင့်ကျွန်တော်တို့သည်တော်နောက်သို့သာလိုက်ကြည့်ကြသည်တော်နောက်ဖေးမိဖို့ထဲဝင်သွားသောအခါကျွန်တော်တို့နှစ်ယောက်အပြန်လှန်ပြိုင်တူကြည့်လိုက်ကြ၏ကျွန်တော်ရင်တွင်မှာဒိန်းခနဲဖြစ်သွားပြီးမျက်လုံးကိုလမ်းမဘက်သို့လွှဲလိုက်သည်လမ်းမဘက်ငေးကြည့်ရင်မိမပြိုနှင့်ယောက်ျားပြိုဒီလိုနှစ်ယောက်တည်းအကြည့်ချင်းဆုံကြလျင်ဒိန်းခနဲဖြစ်ရသည့်တဘာဝဤဇက်မြင့်ကိုစစ်တမ်းထုတ်မိသည်ထိုခဏ၌နှလုံးသွေးကြောရက်ဆွဲသွားလေသလောဤလိုဖိုမဆက်ဆံရေးတွင်ကျွန်တော်ငယ်စရာဖြစ်သောကိုရင်ကြီးဥပဒံအမိန့်ရှိသလိုဒိန်းပလိမ့်နဲ့ပူးကတ်ချင်းပင်ဖြစ်လေသလောသူကလိုစကားမပြောဘဲတွေးတော်ငေးမောနေရင်စကားမပြောလျင်ရိုင်းရကြပေလိမ့်မည်အထင်သဖြင့်မခင်တစ်ဘက်သို့လှည့်ကြည့်လိုက်သောအခါမခင်တစ်သည်စာအုပ်ကိုရင်တွင်ပိုက်၍မျက်လုံးကလေးမှိန်းနေသည်ကိုတွေးရပြန်လေသည်ဟန်ဆောင်မှုကင်း၍ပကတိရိုးသားသောမျက်နာကလေးပါတကားဝါတွဲ့နဖူးပြေတွင်အကျော်စိမ့်ကလေးများခက်ရေးကိုမြင်ရပေရာရွှေတလင်းပြင်ကမြရည်ရင်ကိုတွား၍တတိယမိပေ၏နှကန်းနီတွေးကလေးကလည်းမခေါ်တခေါ်သွားခေါ်ကလေးပေါ်တွင်မစီတစိတင်နေဟန်ကိုကြည့်မိသောအခါ၌ကပွင့်ချက်အာခါစပန်းဖူးကလေးကိုကတိုင်းရှုနေမိစဉ်နှကန်းနီတွေးကလေးသည်လေငိန်တုံးလှိုင်းခတ်သလိုမတိမသားလှုပ်နေသည်ကိုတွေ့ရသောအခါသူကတော့တမာတိအားကောင်းကောင်းနဲ့တချင်းကြီးရွတ်ဖတ်နေတယ်ငါကတော့တမာတိဖောက်ပြားပြီးသူ့မျက်နှာကိုကတိုင်းရှုနေတယ်ငါနှမငယ်လေးလိုအောင်းမေးရမယ့်အစားဖောက်ပြားချင်တယ်တော်ချာတဲ့ငါပါကလားဟုသဘောပေါက်ကကိုရှက်မိလေသည်ထို့ကြောင့်အရှက်လဲပြေစေတော့စကားပြော၍လဲယင်ကြီးရာရောက်စီတော့ဟုရည်ရွယ်ချက်များဖြင့်မခင်တစ်တချင်းကြီးဘယ်နှပုတ်ရတယ်လဲမခင်တစ်သည်မျက်လုံးဖွင့်ပြီးနောက်ခရေးပြုံးလျက်တိတ်မများပါဘူးဘယ်နှပုတ်လဲကျိုး9ပုတ်ဘွဲ့9ပုတ်တချင်းခံ9ပုတ်ပတ်ပြိုး15ပုတ်ရိုးရရား6ပုတ်ဘောလေ9ပုတ်များလာပါကလားမများပါဘူးခုမှနည်းနည်းကလေးရှိသေးတယ်ဟောဒီတအုပ်လုံးတောင်ကျက်ရမယ်ကျွန်တော်ကအံ့ဩ၍မဆုံးနိုင်အောင်ဖြစ်နေပါသည်ဤမြငယ်ရွယ်နှင့်စာပေနှင့်ဂီတတွင်ဤမြလေ့လာလိုက်စားကအခြားသူတူမတွေ့ဘူးသေးပါဒီကောင်မလေးဟာကြီးပုကလေးများဖြစ်နေရောသလားဟုပင်သင်္ကာမကင်းဖြစ်နေပေရာမခင်သေးအသက်ဘလောက်ရှိပြီလဲ15နှစ်ပြည့်ပြီးတာမကြသေးဘူးဟင်းဟုကျွန်တော်ပါဇက်မှအာမေဒိတ်တန်ထွက်သွားပြီးမရှိမနှောင်းပင်အသက်တွေဘာတွေမေးပြီးဗီရင်များတွက်မလို့လားကွဲ့ဟုတော်ဤအတန်ကိုကြားလိုက်ရသဖြင့်ကျွန်တော်မှရှက်ကန်ဖြစ်သွားလေသည်တော်စီသို့ကြည့်လိုက်ရာမိခင်ဤသဘောကောင်းသောအပြုံးများကိုထင်းခနဲ့မြင်ရသဖြင့်အရှက်ပြေသွားသည်မဟုတ်ပါဘူးတော်ရဲ့ကျွန်တော်ဗီရင်မတွက်တတ်ပါဘူးတော်သမီးကတချင်းကြီးတွေရလွန်းအားကြီးလို့ကျွန်တော်အသက်မေးကြည့်တာပါတော်ကကျွန်တော်အားကော်ဖီပကံကိုပေးရင်သူကညံကောင်းတဲ့ကွက်ဆရာကောင်းတွေလည်းရှိတယ်ဆရာတွေကဘသူတွေလဲတော်ဒီတို့ဥပချိုတို့ဒီလီညွတ်တို့ကိုတန်းတို့ပေါ့ကွယ်မခင်တစ်ကစာအုပ်ကိုထောင်ကိုင်လိုက်ပြီးဒီဂီတဝိသောဒနီဟာဦးလေးဥပချိုတီးဖြတ်တာပဲဦးလေးဥပချိုပြင်ထက်တဲ့စာသားတွေကတကယ်အတိတ်ပဲရှိတယ်ကျွန်တော်ကတော်အားကျွန်တော်တော့ညံ့တယ်ဆိုက
ကဗျာဂီတဘယ်ဘက်မှဘာမှနားမလည်ဘူးဝါသနာလည်းမရှိဘူးတခါဂီတတို့ကဗျာတို့ဟာလူတွေကိုစိတ်နှုအောင်လုပ်တဲ့အတွက်အခုလိုတိုက်လားနိုင်လားအရေးတော်ပုံအောင်ရမယ့်အခါကြီးမှာမလိုလားဘူးလို့တောင်ထင်နေတယ်မားတော့မပေါ့ကွယ်တိုက်လားခိုက်လားလုပ်ရတဲ့အခါမှာလဲအတိုက်အခိုက်နဲ့တင့်လျော်တဲ့ဂီတကဗျာတွေလိုတာပေါ့ကွဒူးနေရဒူးတော်နေရတော်ဆိုသလိုပေါ့အခုမင်းတို့လုပ်နေတဲ့အရေးတော်ပုံအတွက်လဲအရေးတော်ပုံတချင်းနဲ့အတီးအမှုတ်တွေရှိရမှာပေါ့ကျွန်တော်ဒီအတိုက်အခန်းလဲထပ်မပြောလို့ပြောစရာလဲကျွန်တော်ဘက်မှာမခိုင်လုံးထို့ကြောင့်စကားလမ်းကြောင်းပြောင်းသွားစေရန်အော်ဒါထက်ဆရာကြီးလည်းမတွေ့ပါလားတော်မခင်တစ်တို့အဖေလဲဒဏ်ရာရတဲ့ចောင်းသားတွေမေးဖို့မြန်းဖို့ထွက်သွားတယ်လေဒီလိုပေါ့ကွယ်တယောက်အားပေးပြီးသွေးစည်းနေကြရတာပေါ့ဒီအစိုးရတော့ကြာရှည်မခံပါဘူးကွာလူတိုင်းကကြိမ်ဆဲနေကြတာနဲ့ပြုတ်မှာပါပဲထိုအတွင်းဧည့်သည်များရောက်လာသည့်အပြင်ကျွန်တော်မှလည်းသွားစရာကိစ္စများရှိသေးသဖြင့်နှုတ်ဆက်ရထွက်လာခဲ့ပေသည်အခန်း25ဘူအောင်ကျော်ဆုံးလေပြီထိုနေ့ညနေရန်ကုန်မြို့ကြီးသည်6တွေ့နေလေသည်ရန်ကုန်မြို့သူမြို့သားများသည်မလှုပ်စော်မစည်းရုံးရဘဲသူတို့ဘာသာဆန္ဒပြကြ၏ဈေးဆိုင်များကိုပိတ်ကြ၏ចောင်းသားတို့သွေးမြေကြကုန်ပြီចောင်းသားတွေသာမကចောင်းသူလေးတွေကိုပါပလိတ်ကရိုက်တဲ့တချို့ဒဏ်ရာရသူတွေမှာတေလူမျိုးပါဖြစ်နေတဲ့ကလားနဲ့အင်္ဂလိပ်စစ်ပလိတ်တွေကចောင်းသားចောင်းသူတွေအပေါ်ဖက်နှက်နဲ့တက်နေတဲ့ထိုကဲ့သို့သောစကားများသည်တောမီလောင်တကယ်သို့ပြန်နှံလျက်ရှိနေသည်ပြည်သူလူထု၏ဒေါသမီသည်တဟုံဟုံတောက်လောင်လာလေ၏ဟဲမတရားတဲ့အင်္ဂလိပ်ဒနရှင်ဟဲဆိုးရွားတဲ့နေချက်ဟဲရုံမာတဲ့ညွန့်ပေါင်းအစိုးရသူကလူရှုတ်ချယုံဖြင့်မကျေနပ်သည်ပြည်သူတို့သည်လက်လန်းမီယာမျက်ဝါးထင်မြင်နိုင်ရာအင်္ဂလိပ်ဒနရှင်တို့၏အဆောက်အအုံများကိုသူတို့၏ဒေါသမီတွင်လောင်မြိုက်စေလိုကြ၏လက်လန်းမီယာမျက်ဝါးထင်မြင်ရာအစိုးရ၏အဆောက်အအုံများကိုဖြိုဖျက်လိုကြသည်ပဇွန်တောင်ရီကျော်နှင့်ကြည်မြင်တိုင်ရက်ကွက်များတွင် RED မီးလုံးများကိုရိုက်ခွဲကြ၏တကယ်ထိရောက်တာမထိရောက်တာအပထား၍သူတို့စိတ်တွင်တော့အင်္ဂလိပ်ဒနရှင်ကိုရိုက်ခွဲပြလိုက်ခြင်းမဟုတ်ပါလောကြက်တန်းတွင် RED ထရော်လီဘတ်ကားများကိုဖျက်ဆီးပြစ်ကြ၏တကယ်ထိရောက်မရောက်ကအပထား၍သူတို့စိတ်မှာတော့အင်္ဂလိပ်ဒနရှင်စနစ်ကိုဖျက်ဆီးခြင်းမဟုတ်ပါလောလမ်းတလားကပြည်သူတွေကြောက်အောင်ဟုအင်အားပြနေသောစစ်ပလိတ်များကိုပြည်သူလူထုကဂဲပလီများဖြင့်ပေါက်ကြ၏တကယ်ထိရောက်တာမထိရောက်တာအပထား၍သူတို့စိတ်ထဲမှာတော့ဖိနှိမ်ချုပ်ချယ်သောနေချက်ညွတ်ပေါင်းအစိုးရကိုတိုက်ခိုက်ကြောင်းကြေညာလိုက်ခြင်းမဟုတ်ပါလောလူထုသည်ဒဏ်ရာရသူဖိနှိမ်ခံရသူများဘက်မှဂယုဏတတ်ကြောင်းဝမ်းနည်းကြောင်းနှင့်အင်္ဂလိပ်ဒနရှင်နှင့်ညွတ်ပေါင်းအစိုးရတို့အားကန့်ကွက်ရှုတ်ချခြင်းများကိုဤအမျိုးမျိုးဖြင့်ဆန္ဒပြကြသည်ဈေးဆိုင်များကိုပိတ်ကြ၏ကီလီလန်းနှင့်ချီတန်းရှိဗမာသစ်ဆိုင်များသည်ဆိုင်များကိုပိတ်ကြရုံမကဒေါင်းလန်များကိုတဝက်ထူကြသည်ဘတ်စကားများလန်ချားများနှင့်မြင်းလဲများကလည်းအလုတ်ရက်ဆဲလိုက်ကြသည်တခုတည်းသောဗမာပိုင်တွင်စီနီမာယုံတစ်ကြီးကိုလည်းပိတ်လိုက်သည်အင်းစိန်ထောင်တွင်သခင်လေးမောင်အစရှိသောနိုင်ငံရေးအကျဉ်းသားများကအစာမစားဘဲနေပြီးဆန္ဒပြကြလေသည်တာယာဝတီအမတ်အဖြစ်သူသခင်မြနှင့်ပခုတ်ကူအမတ်သခင်အန်ကြီးတို့ကလည်းအမတ်အဖြစ်မှနှုတ်ထွက်ကာအင်္ဂလိပ်ဒနရှင်နှင့်ညွတ်ပေါင်းတို့၏အပြုတ်မှုကိုကန့်ကွက်လိုက်လေသည်မြို့မကျောင်းအုပ်ကြီးဥပလွင်ကလည်းစီးနှိတ်အထက်လွတ်တော်ဒုဥက္ကဋ္ဌအဖြစ်မှ၎င်းအမတ်အဖြစ်မှ၎င်းနှုတ်ထွက်ပြီးအစိုးရကပေးသည့် KIH ဘွဲ့ကိုပြန်အပ်လိုက်လေသည်မအူပင်အမတ်ဦးဖေမောင်နှင့်နတ်တလင်းအမတ်ဦးမောင်မောင်တို့သည်ညွန့်ပေါင်းအဖွဲ့မှနှုတ်ထွက်လေသည်များစွာသောကျေးရွာလူကြီးမြူနီစပယ်အဖွဲ့ဝင်လူကြီးတို့သည်ယာထူးမှနှုတ်ထွက်ကြလေသည်တန်ဃာတော်များပြားကဆွမ်းမစားဘဲနေကဆန္ဒပြလေသည်သာသနာဝေပုလတန်ဃာတော်အဖွဲ့ကအစည်းအဝေးများကျင်းပပြီးနှစ်စဉ်ဒီဇင်ဘာ20ရက်နေ့တွင်ဝမ်းနည်းကြောင်းအထိမ်းအမှတ်ကျင်းပရန်ဆုံးဖြတ်လိုက်လေသည်ကြည်မြင်တိုင်တနေရာတွင်ကပိုစတာကြီးတစ်ခုကိုထောင်ထား၏ပိုစတာတွင်ဘရင်ခန်ကော့ဂရိန်းနန်းရင်ဝန်ဒေါက်တာဘမော်နှင့်ရန်ကုန်အရေးပိုင်ဦးဖိုးစားတို့အားကြိုက်ရာနေရာ၌ချင်း၍ဆိုကာဓာချင်းရှင်ခုတ်ရန်သခင်စိန်လွင်ဆိုသူကဖိတ်ခေါ်ထားလေသည်ဤကဲ့သို့သောပြည်သူတို့၏ကန့်ကွက်မှုကိုအစိုးရကပို၍ဖိနှိမ်ချုပ်ချယ်မှုဖြင့်တုံ့ပြန်လေသည်ရန်ကုန်အရေးပိုင်ဦးဖိုးစား၏အမိန့်ဖြင့်အများပြည်သူတို့ငြိမ်းချမ်းရေးတွင်ဥပဒေစည်းကမ်းယိုသေးရေးတို့ကိုအကြောင်းပြကာသတင်းစာတို့ကိုပိတ်လိုက်သည်ဒုရိယနှင့်ဒီတုတ်သတင်းစာတို့ကိုအာမခံတောင်းလိုက်သည်
RES ရန်ကုန်လက်တလောလုံခြုံရေးဥပဒေခေါ်ဘရင်ခံ၏တစ်ချက်လွတ်အာဏာဖြင့်ကြီးညာထားသောဥပဒေကိုတွင်သုံးကာနိုင်ငံရေးသမားများကျောင်းသားကောင်းဆောင်များနှင့်တည်င်းစာသမားများကိုဖမ်းလေသည်တက္ကသိုလ်သမဂ္ဂငွေထိန်းခေါင်းဆောင်များနှင့်တည်င်းစာဆရာများကိုဖမ်းလေသည်တက္ကသိုလ်သမဂ္ဂငွေထိန်းကိုသိန်းအောင်နှင့်ကိုထွန်းရှိန်တို့အဖမ်းခံကြရ၏လက်နက်ကင်စစ်ပလိတ်200များဖြင့်တက္ကသိုလ်သမဂ္ဂအဆောက်အအုံကိုဝိုင်းပြီးသမဂ္ဂအမှုဆောင်လူကြီးကိုစိုးမောင်ကိုဖမ်းသွားလေသည်ကိုလရွှေအားလိုက်ဖမ်းရာကိုလရွှေသည်ရှောင်းတိန်သွားပြီးပုန်းနေရလေသည်လူငယ်ပိုင်းတည်င်းစာဆရာများသည်အထူးတိုးတက်လျက်ရှိကာအစည်းအဝေးခေါ်၍ဖိနှိပ်ချုပ်ချယ်မှုကိုတိုက်ဖြတ်နေသည့်ဒုပမာအစည်းအရုံးနှင့်ပူးပေါင်းဆောင်ရွက်ရန်ဆုံးဖြတ်လိုက်လေသည်ရေနံမြေတပိတ်တက်ကြီးကိုတွားရောက်ကူညီရန်ဗိုလ်စည်ရင်သွင်းသူကသွင်းလေသည်၎င်းတို့အနက်ကိုလေးသည် RES ဥပဒေနှင့်အဖမ်းခံလိုက်ရ၏သို့သောအခြေအနေကဖိလေကြွလေဖြစ်နေလေပေ၏ရန်ကုန်မှာဖိလျင်နယ်ကကြွသည်နယ်မှာဖိသည်ဆိုလျင်ရန်ကုန်ကကြွသည်ဟိုမျိုးကကန့်ကွက်တီမျိုးကဆန္ဒပြဟိုမျိုးကအာနာဖီဆန်တီမျိုးကတပိတ်မှောက်အရေးတော်ပုံလှိုင်းကြည့်ရသည်တချို့သောရွာများသို့ပင်ရိုက်ခတ်လေသည်တကယ့်တစ်မျိုးသားလုံးအရေးတော်ပုံကြီးပေသည်အမျိုးသားရေးအတွက်လှူကြတန်းကြသည်မှာလဲဘာသာရေးစိတ်အားထက်သန်မှုထက်သာလျင်သာမီမလျှော့တပိတ်မှောက်ចောင်းသားများစားဖို့ထမင်းထုတ်ကောက်ကြရာစမ်းချောင်းရက်ကွက်တစ်ခုတည်းမှထမင်းထုတ်3000ရရှိလေသည်ကျွန်တော်တို့သည်မြို့ထဲထွက်၍တအိမ်တက်တအိမ်ဆင်းရန်ပုံငွေကောက်ခံကြသည်တောက်ခတ်ထားသောပိုးစိမ်းကလေးများပေါ်တွင်ចောင်းသားများ၏အာနာဖီဆန်ရေးရန်ပုံငွေဟုရေးထားလေသည်ခဲရခဲစစ်ဘာမှမပြောအထွေထူးတရားဟောမနေရပုံးကိုကင်၍အိမ်ရှိမှတွားရက်လျင်အိမ်ရှင်သည်အပြေးအလွှားလာ၍တတ်နိုင်သလောက်ထဲလိုက်သည်ဈေးမှဆိုလျင်ဆိုင်ရှိတွားရက်၍ပုံးကိုထိုးခံယုံသာရှိသည်ဆိုင်ကလေးဆိုင်ကြီးရှင်တို့သည်အစင်သင့်မူးစိမတ်စိငါးမူးစိကြက်ပြားငွေဆက်ကူများကင်လျက်စောင့်နေကြလေသည်ကျွန်တော်တို့သည်ဈေးဝယ်တို့ထံမှလည်းအလူခံကြ၏လမ်းသွားလမ်းလာများထံမှစီး၍လည်းအလူခံသည်ဒီဇင်ဘာ22ရက်လား23ရက်လားကျွန်တော်မမှတ်မိတရက်တည်းကျွန်တော်တို့လူစုထွက်ကောက်ယုံဖြင့်ငွေ3000ကျော်ရလေရာကျွန်တော်တို့အံ့အားသင့်ကြလေသည်ပြည်သူတို့၏စေတနာတရားကထက်သန်လှပေစွာပြည်သူတို့၏ထောက်ခံမှုကကြီးမားလှပေစွာကိုအောင်ကျော်တယောက်မသက်သာအခြေအနေဆိုး၍သာလာသည်ဟုသိရသဖြင့်ကျွန်တော်တို့အားလုံးများစွာစိုးရိမ်ကြရသည်ကျွန်တော်သည်ကိုလှရွှေအားမေးကြည့်၏အုံနောက်ကိုထိခိုက်သွားသဖြင့်ဤမြဆိုးသွားသည်ဟုဆို၏ကိုအောင်ကျော်ပက်လက်ကလေးလဲ၍ခံစားနေရသောတက္ကသိုလ်စီနီတိုရီယန်တို့ပြေးသွား၍ကြည်မိ၏ကိုအောင်ကျော်ကလုံးဝတတိမရကျွန်တော်မှရင်တဖိုးဖိုးနှင့်ငေးကြည့်ပြီးသာပြန်ခဲ့ရသည်ဘာမျှမတတ်နိုင်နှစ်သိမ့်အားပေးစကားမျှပြောလို့မရကျွန်တော်သည်ចောင်းသားများအရေးចောင်းသားများတိုက်ပွဲတွင်သာနေမြုံ၍အလုံးလုံးနေတော်လဲရန်ကုန်မြို့သို့ဥတီ၍ချီတက်သောရေနံမြေတပိတ်တက်ကြီးကိုမေ့မသွားပါရေနံမြေတပိတ်တက်ကြီးသည်အနောက်ရှက်အမျိုးမျိုးကိုကြော်နှင်းကာချီတက်လာနေရာနတ်တလင်းမျိုးတို့ပင်ရောက်လာပြီးသခင်ကိုတော်မိုင်းခေါင်းဆောင်သောလူကြီးတစုသည်နတ်တလင်းမျိုးတို့သွားရောက်ရေနံမြေတပိတ်တက်ကြီးကိုကြိုဆိုကြသည်အမျိုးမျိုးပိတ်ပင်တားဆီးခဲ့သောအစိုးရလည်းလက်လျှော့လိုက်ဟန်တူလေပြီမင်္ဂလာတုံစစ်တပ်ကိုအမိတ်မရဘဲဖြတ်တန်းသွားလာခြင်းမပြုရဟုဘရင်ခံကတားမြစ်ထားရာရေနံမြေတပိတ်တက်ကြီးဖြတ်တန်းခွင့်တောင်းကြလေသည်ဘရင်ခံသည်ဖြတ်တန်းခွင့်ပေးလိုက်ရပေ၏ဘရင်ခံကော့ကရိန်းသည်ပြည်သူတို့၏အင်အားကိုလေးစားရပေပြီလယ်သမားတပ်ကြီးများကလည်းတာယာဝတီပဲခူးတထုံတို့မှသာမကမအူပင်တို့မှလည်းလယ်သမား2000တပ်ကြီးတစ်ခုချီတက်လာမည်ဟုသိရသည်ကျွန်တော်တို့ကအဖက်ဖက်မှအားတဲကြပေ၏ကမာယုဘူဒါလန်းနှင့်အင်းစိန်တောင်လမ်းနားတွင်ဝင်းချံကျဲကျဲနှင့်အိမ်ကြီးတစ်လုံးရှိနေလေသည်ဝင်းချံတွင်မှာပင်ဆောက်ကြီးများအုပ်နေပြီးပန်းပင်သီးပင်ကလေးများကိုပြုပြင်ထားခြင်းမရှိသဖြင့်၎င်းအိမ်ကြီးမှာဟောင်းမြင့်သဖြင့်၎င်းပေါ်လွင်ထင်ရှားခြင်းမရှိဖြစ်နေလေသည်ထိုအိမ်မှာကိုလရွှေရှောင်းတိန်ပုံအောင်နေသောအိမ်ဖြစ်ပေ၏ကိုလရွှေအားဖမ်းရန်ပလိတ်များကဝရမ်းထုတ်ထားသည်ကိုလရွှေကအစည်းအဝေးရှိလျင်တက်၍ဟောပြောသည်နောက်လူထုကြားထဲမှပျောက်ကွယ်သွားပြီးထိုအိမ်ကြီးတွင်ဘွားခနဲရောက်သွားတတ်သည်ကိုလရွှေပုံးဆောင်နီးမှလုံလဲလုံခြုံ၏အလုတ်လည်းမပြတ်ကျွန်တော်မှာအခြားသောတာဝန်များအပြင်ပုံးဆောင်နေသောကိုလရွှေနှင့်အခြားသမဂခေါင်းဆောင်များကြားတွင်အဆက်လဲလုံနေရလေသည်ထို့ကြောင့်ကျွန်တော်သည်ကိုလရွှေပုံးဆောင်နေသောအိမ်ကြီးသို့ရောက်ရလေပြီကိုလရွှေကကျွန်တော်ရောက်သွားချင်းဒီမှာဘာဦးပြောတဲ့စကားဖတ်ပြီးပြီလားတည်င်းစာများဗျာလုံးစေးပတ်စေးမဖတ်ရပါဘူးလှန်ကြည့်ရုံသာကြည့်နိုင်တော့တယ်ဖတ်ကြည့်ပါဦး
မြို့သူမြို့သားများသည်မိမိတို့ရထိုက်သည့်အခွင့်အရေးထက်ပိုမိုကျူးကျော်လာခဲ့ကြပြီးမြို့ရွာငြိမ်သက်ရေးကိုထိခိုက်လာသည့်အခါကျွန်တော်တို့သည်နိုင်နည်းစွာဖိနှိပ်ကြရမည်ကျွန်တော်တို့ចောင်းသားများ၏အာဏာဖီဆန်ရေးကိစ္စကိုနိုင်နည်းစွာနှိမ်နင်းအုပ်ချုပ်နိုင်ရမည်ဖြစ်၍ရှေ့အဖို့တွင်ဘာမျှဘေးဥပတ်မရှိတော့ကြောင်းကျွန်တော်ဖတ်ရင်းဒေါသထွက်လာပြီးဒါကြောင့်လဲဝန်ကြီးပေါက်စပဦးအိုးအိုးလို့လူတွေကခေါ်ကြတာပဲဝန်ကြီးဖြစ်တာမကြသေးလို့ပေါ့ကြာရင်ဘလောက်ကဲမလဲမသိဘူးဗျာဟေးမောင်ရင်ဒါထက်အရေးကြီးတာကအောက်နားကစကားတို့တွေခုလိုစူပူလှုပ်ရှားနေကြတာဟာအတိုက်အခံနိုင်ငံရေးသမားတွေဂလုံမောင်စောတို့တွေမြောက်ပေးလို့ပါတဲ့တို့ကိုများတငယ်နှက်စားပြောတာဟာတို့ရဲ့အရေးတော်ပုံကိုတိမ်ဖြင်းသွားအောင်လုပ်တာပဲတို့ကိုသခင်တွေရှုပ်ပေးလို့ထလောင်တယ်လို့ပြောရင်ခံသာသေးဟုတ်တယ်ဂလုံမောင်စောမြောက်ပေးလို့လုပ်တယ်ဆိုတာကတော့ကျွန်တော်တို့ကိုစော်ကားတာပဲကိုလှရွှေရဲ့ဂလုံဆိုတဲ့လူကလိုက်ပြီးကြွားချင်ကြွားနေမှာကျွန်တော်တို့ကသူ့တပည့်ပါလို့အဲ့ဒါလည်းဖြစ်နိုင်တယ်ဂလုံမောင်စောကတော့စတိပြအာနာဖီဆန်ရေးလုပ်တယ်ထောင်ကျခံပြီးနာမည်ကောင်းယူတယ်ပြီးတော့ဗြိတိရှနယ်ချက်သမားရဲ့ခံတက်ကြီးအုံများဖြိုကြလေရာကျောင်းနေဝင်တယ်မဲ့လူတို့ကိုညမ်းလုပ်ပြီးဗမော်ဖြုတ်ချပြီးတော့ဗမော်နေရာတက်ယူဒါပဲသူ့ရည်ရွယ်ချက်ဒီညွတ်ပေါင်းအစိုးရကိုတိုက်တဲ့နေရာမှာဒီလိုလူမျိုးတွေပခုံးချင်းရှင်မိလျက်သားဖြစ်နေတာစိတ်တနတဗျာအေးလေတနစရာပဲတို့ပေမဲ့ဘယ်တက်နိုင်မလဲဂယုစိုက်ပြီးကြည့်လို့ရမှာပဲသူကတို့ရှီကိုလာပြီးတို့ကိုလိုရခိုင်းဖို့ပြောတယ်ကိုကခမည်းတော်ဗမာအစည်းအရုံးသွားပြီးသခင်တွေပူးပေါင်းလုပ်ပါဗျာလို့ပြောလိုက်တယ်မောင်မင်းကြီးသားကောင်းမွန်ရာရောက်ပါစေလို့သာဆုတောင်းရတာပဲကိုလရွှေကရေကောင်းကောင်းနဲ့အားရပါရရေနေစဉ်ပင်ကျွန်တော်ကသူကသခင်ကောင်းဆောင်တွေရှိမသွားပဲကျွန်တော်တို့ရှီကိုလာတာဘာကြောင့်လဲဗျသခင်ကောင်းဆောင်တွေကတော့နှက်လို့မရဘူးကိုတို့ကိုတော့နှက်လို့ရတယ်မှတ်လို့ပေါ့ပြီးတော့တို့ចောင်းသားတွေကိုတိုင်းပြည်ကမြစ်တာထားမှန်းသိတော့စင်ဖြူတော်မီကြံဆုပ်ရအောင်လုပ်တာပေါ့လေကိုတို့ကသူ့ကိုသခင်တွေစီသွားပါလို့ညွှန်ပေးလိုက်တာဟာအဖက်ဖက်ကကောင်းတယ်သူရိုးသားရင်လဲចောင်းသားလုပ်သမားအလဲသမားအရေးတွေမှာတကယ့်စေတနာနဲ့ဆောင်ရွက်ချင်ရင်လဲတို့ဗမာအစည်းအရုံးနဲ့ပူးပေါင်းမှာပေါ့ပြီးတော့တိုင်းပြည်မှာလဲကိုတို့ចောင်းသားတွေကနိုင်ငံရေးကစားပွဲမှာမပါဘူးဆိုတာထင်ရှားစေတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးကြေညာချက်ထုတ်ပါလားဗျဂလုံမောင်စောကမြောက်ပေးလို့လုပ်တယ်ဆိုတဲ့အစိုးရရဲ့ဆွတ်ဆွဲချက်လဲပျောက်သွားအောင်ဦးစောလဲကောင်းရမွန်ရရောက်ချင်ရောက်သွားအောင်ကိုလဲဒီလိုပဲစိတ်ကူးမိတာပဲဒါဖြစ်ခုရေးဗျာကိုလရွှေကကြေညာချက်ကိုရေးနေစဉ်ကျွန်တော်ဒီသတင်းစာကိုဖတ်၏သို့သောသတင်းစာတွင်ကြာကြာစိတ်မဝင်စားပဲကိုလရွှေရေးနေသောကြေညာချက်တွင်စိတ်ဝင်စားနေသဖြင့်လှမ်းကြည့်လိုက်သည်မည်သည့်နိုင်ငံရေးပါတီများ၏ပယောဂကြောင့်များမဟုတ်ကြောင်းဦးစောကကျွန်တော်တို့အားသူ့ကိုလိုရာခိုင်းဖို့လာရောက်ပြောဆိုတော့လဲသခင်အစည်းအရုံးနှင့်သာတိုင်ပင်၍ဆောင်ရွက်ရန်ပြောကြားလိုက်၏သူကလိုကိုလရွှေကရေး၍ကျွန်တော်ကလှမ်းဖက်နေစဉ်ဖြတ်ခနဲလူတယောက်ရောက်လာလေသည်ထိုလူကကျွန်တော်မသိအသားဖြူဖြူပိန်ပိန်ပါပါခက်ရှည်ရှည်ဖြစ်လေသည်သူသည်လှေကားပေါက်ဝတွင်ပင်ဟိတ်ကိုလရွှေဟုခေါ်ပြီးအမြန်ဝင်လာသည်သူ့မျက်နှာကမကြည်လင်လှချေဘာလဲဗျို့အိမ်ပြောင်းရအောင်မလားမပြောင်းရပါဘူးကျောင်းကလာပြီးသတင်းပေးလို့စိုးစမ်းပါအောင်ဘာသတင်းလဲမောင်အောင်ကျော်ဆိုတဲ့ကျောင်းသားတည်သွားပြီတဲ့ကျွန်တော်ရင်ထဲမှာတိတ်ကနေခုန်သွားပြီးဟာသွားသည်နောက်ဖိုလိုက်လာသည်ကိုလရွှေကဖောင်တိန်ကိုရုတ်တရက်စုပ်တန်ကိုင်းသလိုကိုင်းကစက်ကူပေါ်မှာတရုတ်စုပ်တန်ဆွဲသလိုဆွဲချပြီးအတန်ကြာငိုင်နေသည်နောက်မှမျက်နှာမော့ပြီးရဲဘော်ကောင်တယောက်ဆုံးသွားပြီးထင်တော့ထင်သားပဲအုံနောက်ခွန်အပ်သွားတယ်ဆိုတော့ကိုလရွှေသည်မျက်နှာကိုငုတ်ပြီးတွေးနေပြန်သည်ကျွန်တော်မှာကိုအောင်ကျော်ဤစိတ်အားထက်သန်၍ခိုင်မာတိဆောက်သောမျက်နှာကိုမြင်အောင်နေလေသည်ထိုမျက်နှာသည်ခဏအတွင်းပြောင်းသွား၏နောက်ဆုံးဆေးရုံတွင်မြင်ခဲ့ရသည့်ဝေဒနာခံစားနေရသောမျက်နှာကိုလရွှေကထိုင်ရမှထပြီးကဲသွားကြစို့တည်င်းပေးလာသောမိတ်ဆွေကဘယ်ကိုလဲအလောင်းရှိရာကိုပေါ့ဗျသွားလို့ဖြစ်ပါမလားမင်းကိုပလိတ်တွေဖမ်းသွားမှဖြစ်အလစ်ဝင်ရမှာပေါ့ဗျာဖမ်းလဲပဲတတ်နိုင်မလဲကဲလာသွားကြစို့မင်းတို့ပဲသွားကြပါကွာငါဒီမှာပဲနေရအောင်မယ်ကျွန်တော်တို့နှစ်ယောက်ဒီကိုအောင်ကျော်ဤအလောင်းရှိရာသို့သွားကြလေသည်ကိုအောင်ကျော်တေချင်းသည်တဆင့်ကြီးကျယ်သောအရေးတော်ပုံအင်အားပြပွဲကြီးများကိုဖြစ်စေလေသည်ယခင်ကကျွန်တော်တို့သည်ကျောင်းများကိုတပိတ်မှောက်ရန်မညွှန်ကြားသေးကျောင်းတက်ရင်ပင်နယ်ချက်အစိုးရစက်ကျင်ရေးတိုက်ပွဲများကိုဆင်နွှဲကြမည်ဟုသဘောပိုက်ထားကြသည်ဒီဇင်ဘာ20ရက်နေ့တွင်ကျောင်းသားတို့သွေးမြေကျသောအခါမှရဲဘော်တို့ငါတို့ဤတရားသောလိုလားချက်များကိုအကြမ်းမဖက်ပဲစီးစနစ်ကြစွာငါတို့တောင်းဆိုခဲ့ရာငါတို့တောင်းဆိုသည်ကိုမပေးအစိုးရသည်ငါတို့ចောင်းသားចောင်းသူ200ကျော်ကိုဒဏ်ရာပြင်းထန်စွာရအောင်မီးနှင့်တိုက်ချင်းဒုံးနှင့်ရိုက်ချင်း
ဖန်စီချင်းစသောအမှုတို့ဖြင့်စော်ကားရန်မူခဲ့သည်ကန့်ကွက်သောအဖြစ်ဗမာတပြည်လုံးရှိကျောင်းဟူသည်များကိုတပိတ်မှောက်ကြရန်ငါတို့ဆင့်ဆိုလိုက်သည်ငါတို့ကအမိတ်မထုတ်မချင်းတပိတ်များကိုမလှန်ရရွာကြိုရွာကြားရက်ကြိုရက်ကြားရှိသေးငယ်သောမြန်မာစာသင်ကျောင်းကလေးများပါမကျန်အစိုးရ၏အထောက်ပံ့ကိုဓာတ်ရိုက်တော်၎င်းတွယ်ဝိုက်၍တော်၎င်းယူနေသောကျောင်းဟူသည်များတပိတ်မှောက်မည်ဖြစ်ကြောင်းလှရွှေမြန်မာပြည်လုံးဆိုင်ရာကျောင်းသားများသမဂ္ဂအသင်းဒုဥက္ကဋ္ဌ21ရက်12လ38ခုနှစ်ယခုကိုအောင်ကျော်ကွယ်လွန်ခြင်းသည်အထက်ပါကိုလှရွှေ၏ညွှန်ကြားချက်ကိုဖြည့်ဆွတ်ပေးလိုက်သည်နှင့်တူတော့၏တပြည်လုံးရှိကျောင်းဟူသည်များရွာသိမ်ရွာငယ်မြန်မာစာသင်ကျောင်းကလေးများပါမကျန်တပိတ်မှောက်၍ဆန္ဒပြကြလေသည်ကိုအောင်ကျော်၏အလောင်းကိုဆေးရုံကြီးရင်ခွဲရုံမှတက္ကသိုလ်သမဂ္ဂအဆောက်အအုံသို့ရွှေ့ပြောင်းသည့်အခမ်းအနားလဲဆန္ဒပြပွဲတစ်ခုတစ်ပွဲဖြစ်လာလေသည်လူထုပရိသတ်ကြီးသည်အလောင်းကိုစောင်းမြုံနေကြဆဲလူထုထဲမှရှိသောရန်ကုန်စီရင်စုဒုဗမာအစည်းအရုံးအတွင်းရေးမှူးသခင်စံထွန်းလှကိုပလိတ်တို့က RES ဥပဒေဖြင့်ဖမ်းလိုက်သောအခါလူထုသည်ဝိုင်းလူရန်ဟန်ပြင်းကြလေသည်သခင်စံထွန်းလှကိုယ်တိုင်ကတားထားပြီးအရေးကြီးတာပြည့်အောင်လုပ်ကြပါလယ်သမားနဲ့ရေနံမြေတပိတ်ကြီးများကိုသာရန်ကုန်အရောက်ချီတက်အောင်လုပ်ကြပါစသဖြင့်စကားများပါသောတဝန်လွှာကိုရေးထားခဲ့လေသည်ကိုအောင်ကျော်အတွက်ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ်ဖြင့်တပြည်လုံးတွင်အစည်းအဝေးလုပ်ကြ၏အလံထက်ဝက်တင်ကြ၏ချီးကျူးပြီးဘွဲ့ထူးအမျိုးမျိုးပေးကြ၏ကိုအောင်ကျော်သည်ဘိုးအောင်ကျော်ဖြစ်သွားလေသည်ကိုအောင်ကျော်၏ဇာပနာသို့ရန်ကုန်မှလူထုအသင်းဖွဲ့များသာမကတန်လျင်လှဲကူးစသောနီးစပ်ရာဒေသများမှလည်းအသင်းအဖွဲ့နှင့်လာရန်ဆုံးဖြတ်ကြလေသည်ကျွန်တော်အဖို့ဤမျှများပြားသောလူထုပရိသတ်ကိုမမြင်ဘူးသေးပါတက္ကသိုလ်သမဂ္ဂအဆောက်အအုံရှိမှဘွယ်နှင်းတပင်အဆောင်ကြီးထိပြည်လန်းမှကြံတော့တင်းချိုင်းအထိလူထုအဆက်မပြတ်ကြိတ်ကြိတ်တိုးစီကားနေလေသည်အင်္ဂလိပ်ဒနရှင်နှင့်ညော့ပေါင်းအစိုးရတို့အားမျက်လုံးပြူးသွားစေသောလူထုပရိသတ်ကြီးပေသည်ကိုအောင်ကျော်၏ဇာပနာတွင်ကိုလှရွှေသည်ရှေ့ဆောင်၍ပို့၏အင်္ဂလိပ်များသည်ကိုလှရွှေကိုမြင်ကြ၏သို့တော်မဖမ်းရဲချေဤမြသာမကသေးကြံတော်တင်းချိုင်းသို့ရောက်သွားသောအခါကိုလှရွှေသည်ဇာပနာမိတ်ခွန်ပြော၏စစ်ပလိတ်များကဖမ်းဝရမ်းကိုကန်၍ကြည်၍သာနေလေသည်နားထောင်၍သာနေလေသည်ဘာမျှမလုပ်ရဲကိုလှရွှေ၏ဘိုးအောင်ကျော်ဇာပနာမိတ်ခွန်းကိုကျွန်တော်တစ်သက်လုံးမေ့မည်မထင်ထိုနေ့ကရောက်ရှိသူပရိသတ်များသည်လည်းဘယ်တော့မျှမေ့မည်မထင်ပါဟဲဒနရှင်အင်္ဂလိပ်ဟဲညိုပေါင်းပမော်အစိုးရစသဖြင့်တရားခံများအားခေါ်လိုက်ပုံကတစ်မျိုးလုံးတစ်ပြေလုံး၏ဒေါသတန်ကိုတိကျစွာပဲ့တင်လိုက်သလိုရှိပေ၏ဒနရှင်အင်္ဂလိပ်နှင့်ညိုပေါင်းအစိုးရအားအပြောင်လက်ဆုံးသောစကားများဖြင့်ရှုတ်ချသည်အထီးရောက်ဆုံးသောဘိုးအောင်ကျော်အတန်ဘိုးအောင်ကျော်ကိုအလံတပွဲလွှင့်ထူ၍လွတ်လပ်ရေးတိုက်ပွဲဆက်လက်ဆင်နွှဲကြရန်လှုံ့ဆော်ကြလေသည်မတာပို့သူများတွင်ဘိုးအောင်ကျော်နှင့်အတူပလိတ်အရိတ်ခံရသောចောင်းသူចောင်းသားတချို့လည်းပါလေသည်တချို့မှာပတ်တီးစည်းကိုပင်မဖြုတ်ရသေးချေမခင်တစ်ကပတ်တီးဖြုတ်ထားလေပြီလုံးဝတန်ရာပျောက်ကင်းသွားလေဟန်ရှိ၏သူ့ကိုကျွန်တော်ကမြင်တော့လဲသူကကျွန်တော်အားမြင်ဟန်မရှိကျွန်တော်ကလည်းသွား၍မနှုတ်ဆက်ပေမမြင့်ဦးနှင့်တကွသောចောင်းသားចောင်းသူအုပ်စုလည်းမတာပို့လိုက်ကြသည်မမြင့်ဦးကယောဂီရောင်ပိုးတွန့်လုံးချီကိုဝတ်ထားသည်အင်းကြီးမှာတော့ပဒုံမှာမပါမထူသာဖြစ်၏ကျွန်တော်ကသူ့ကိုမြင်၍သူကကျွန်တော်အားမြင်သည်မမြင့်ဦးသည်ကျွန်တော်အားခဏခဏကြည့်ယုံမကရစ်တီလုံနေသည်ဖြင့်ကျွန်တော်ဖြင့်စကားပြောလိုကြောင်းသိနိုင်ပေသည်ကျွန်တော်ကသူ့အနာကပ်သွားသည်ဆိုလျင်ပင်စီး၍ကိုတင်ထွန်းမနေ့ပြန်ညနေနည်းနည်းအားမယ်မလားကျွန်တော်သည်ခေါင်းကုပ်၍စဉ်းစားလိုက်သည်ကျွန်တော်ကောင်းသည်ဟာလာဟင်းလင်းဖြစ်သည်ဟုဆိုနိုင်သည်ပြည့်ညက်နေသည်ဟုလည်းဆိုနိုင်သည်ဤသို့ပြင်းထန်သောလှုပ်ရှားမှုလှိုင်းတဘိုးများပေါ်ပဲလှေလော်တလိုလုံနေရသောအချိန်တွင်အလုတ်မများပြီးနေပါမလောသို့သောအလုတ်များလွန်းသဖြင့်စက်ခုတ်တလိုဖြစ်နေလေပြီသူ့အရှိန်နှင့်သူလှုပ်ရှားနေလေပြီအလုတ်များသလားနဲသလားမစင်းစားမိနိုင်တော့ပြီကျွန်တော်မှခေါင်းကုတ်ကစဉ်းစားရင်းဘာမှမဖြေသေးပဲနေမိရာမမြင့်ဦးကပင်မအားလဲနေပါစေတော့လေအားပါတယ်ဘာလို့မလို့လဲရုပ်ရှင်သွားကြည့်မလားလို့ကိုတင်ထွန်းစိတ်ပင်ပန်းနေတယ်ဒီတော့ခဏအနားယူပြီးစိတ်ပြေလက်ပြောက်ရုပ်ရှင်သွားကြည့်ရင်ကောင်းမယ်ထင်လို့မေးတာပြင်းထန်သောလှိုင်းတဘိုးပေါ်တွင်လှေလော်သူသည်ပင်စစ်လိမ့်မီညှိ၍တောက်သေးသည်မဟုတ်ပါလောမမြင့်ဦး၏အကြံပေးချက်ကိုကျွန်တော်များစွာသဘောကျသွားပေသည်အလုတ်နှင့်အနားယူမှုသည်ဆက်နေသည်အလုတ်လုတ်သလောက်အနားယူရမှစိန်ရှိသည်နိုင်ငံရေးစုပူလှုပ်ရှားမှုများမှတခါတရံရုပ်ရှင်သွားကြည့်ရခြင်းသည်ကျွန်တော်တို့အဖို့အကောင်းဆုံးစိန်တစ်ခုဖြစ်နေလေပြီကောင်းသားပဲမနေ့ပြန်ညနေလာခေါ်မယ်ထမင်းမစားခဲနဲ့နော်မြို့ထဲကျမှစားကြမယ်
ဒီနေ့ရဲ့အပိုင်းဆက်လေးကိုတော့ဒီအခန်းလေးနဲ့ပဲအဆုံးသတ်လိုက်ပါပြီရှင်။အရှိကနေဝန်ထွက်သည့်ဗမာစာအုပ်ရဲ့နောက်ထပ်အပိုင်းဆက်များကိုစောင့်မျှော်နားဆင်ပေးဖို့မမေ့လိုက်ပါနဲ့ဦးနော်ရှင်။